ဘန်ကောက်မှာနေပြီး office job ကိုဖြတ်သန်းနေတဲ့မိန်းကလေးတယောက်ရဲ့တရက်တာဒီနေ့ကတော့ office ကိုနေ့လယ်ပိုင်းမှာသွားရမှာဆိုတော့ morning routine လေးကိုအေးဆေးဆေးလေးဖြတ်သန်းနေရတယ်ဆိုပေမဲ့နေ့လယ်ပိုင်းကိုတော့အလုံးမှာတော့ကြရက်များစွာနဲ့အလုံးများနေတဲ့ကြာရှည်ရဲ့နေ့တစ်နေ့ကိုဖြတ်သန်းရမယ့်နေ့လေးပါ stay ရဲ့အလုပ်က office အလုပ်ဆိုပေမဲ့ traditional work style လိုမျိုး fix hour သတ်မှတ်ထားမရှိတဲ့အတွက်ကြောင့်မလို့ productive ဖြစ်တဲ့ freelance ဖြစ်တဲ့ office အလုပ်ဆိုပေမဲ့နေ့ရက်အတိုင်းအတွက် balance ဖြစ်အောင်နေလို့ရတယ်ဒီနေ့ရဲ့မနက်ပိုင်းကိုတော့ဝေလေးတွေ short ဖြစ်တယ်ကိုယ့်ရဲ့ personal time လေးတွေကိုအကျိုးရှိအောင်လို့ editing တွေလုပ်ဖြစ်တဲ့ content creation ပိုင်းတွေကိုချိန်ပေးပြီးတော့လုပ်ဖြစ်တယ်အလုပ်လေးတွေလည်းလက်စသက်ပြီးပြီဆိုတော့ရေမိုးချိုးပြီးတော့ပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်ပါတယ်ဒီနေ့ရဲ့ outfit ကို basic ဖြစ်ပြီးတော့ simple ဖြစ်တဲ့ jeans လေးနဲ့ white top လေးကိုရွေးထားပါတယ်အလုပ်သွားဖို့လည်း ready ဖြစ်ပြီဆိုတော့အလုပ်သွားဖို့အတွက်ပိုလေးငါပြီးတော့အလုပ်လေးကိုသွားလိုက်ပါအောင်မယ်ဒီနေ့ရဲ့ရာသီဥတုကိုတော့မြင်တဲ့အတိုင်းပဲပူကျက်နေရပဲဒီလိုပူကျက်နေပါတယ်ဆိုနေမှာပဲခရက်ထားတဲ့နေ့တစ်နေ့ကိုဖြတ်တန်းလိုက်ရဒီနေ့ကတော့ event တစ်ခုမှာ pop up market အနေနဲ့သွားကြရမှာမလို့ကိုယ်တိုင်ပဲလိုအပ်တာတွေကိုတောက်ဝယ်ပြီးတော့နေ့လယ်စာအတွက် subway မှာ sandwich လေးဝယ်လာခဲ့တယ် last minute မှာအမြဲတမ်းပြောင်းလဲနေတဲ့အတွက်ကြောင့်မလို့ကျွန်မနေ့လယ်စာစားဖို့အတွက်တော့မှအေးစိတ်ချိန်ပေးပြီးထိုင်စားလို့မရပါဘူး event ကိုမသွားခင်ဆိုင်ကိုသွားပြီးတော့လိုအပ်တာတွေကို event မတိုင်ခင်မှာပြင်ဆင်ပေးရပါတယ်ဒီလိုနေ့မှာမိုးရွာလို့အရန်ကိုကျေးဇူးတင်နေပါတယ်ဆိုင်ကိုရောက်တာဆိုတာနဲ့ event အတွက် branding ပိုင်းအတွက်ပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်ပြီးတော့ boss နဲ့တိုင်ပင်ပါတယ်ဒီလိုအလုပ်များရဲ့နေ့ဆိုရင်ဘာဆဆမိုးကနေမလို့ဆိုင်ရနေပြီးမှ concert တစ်ခုမှစားဖြစ်တယ် standard boss ကတော့ event မတိုင်ခင်မှာနေရာလေးတွေကိုကြည့်ဖို့အတွက်ကြိုးသွားထားကြတယ်စောစောလေးရောက်နေရနဲ့ဒီနေရာလေးက China Town ဖြစ်တဲ့အတွက်ကြောင့် file လေးကတစ်မျိုးနဲ့ဆိုင်လေးရဲ့အခင်းကျင်းလေးတွေကလည်း vintage file လေးနဲ့တစ်မျိုးလေးစမ်းနေရမလို့ရှောက်ပတ်ချီဖြစ်တယ် product လေးလည်း event မှာရောင်းဖို့အတွက် ready ဖြစ်နေပါပြီဒါကတော့ရုပ်ချွတ်ချွတ်နဲ့ကြော်ညာနေတဲ့ step ရဲ့ boss ပါ event ရောက်ပြီဆိုရင် step ကဟိုရောင်ဒီရောင်နဲ့ကူပေးပြီး step ရှောက်သွားကြည့်ဖြစ်ပါတယ် step က event ဒီမှာဆိုရင်ဘာတွေလုပ်ရလဲဆိုရင် event မတိုင်ခင်မှာလိုအပ်တဲ့ branding ပိုင်းက flyer တွေ postcard တွေ communication ပိုင်းတွေကိုလုပ်ပေးရတယ်ဒီနေ့ event လေးက street art festival ဖြစ်တဲ့ကြောင့်လူငယ်တွေကြီးပဲ join ပြီးတော့ဒီ French communication ဖြစ်တဲ့ကြောင့်တော်တော် fan ဖြစ်တယ် event မတိုင်ခင်မှာတော့အလုပ်တွေကအများများနေပေမဲ့ event မှာဆိုရင်တော့ပျော်စရာကောင်းပါတယ် food တွေလည်းအစုံလင်း complimentary စားရတယ်ဒါလေးကတော့နောက်ဆုံး tea နဲ့ dinner လေးကို enjoy လုပ်နေရလေးပါ step က event ပြီးတဲ့ tea နေစရာမလိုပါဘူး communication ပိုင်းအတွက်လိုအပ်တဲ့ footage လေးရပြီဆိုရင် step အိမ်ပြန်လို့ရပြီဒါကတော့နာမည်ကြီးနေတဲ့စူတောင်းပစ္စည်းကိုကြည့်ပါကဲကွန်တိုလည်းရောက်ပါပြီပုံမှန်ရုံးမှာပဲထိုင်ပြီးအလုပ်လုပ်နေရတဲ့သူမလို့လားမသိဘူးဒီလိုအပြင်သွားပြီးအလုပ်လုပ်ရတဲ့နေ့တွေဆိုရင်ပို့ပြီးအချိန်ကြာပြီးတော့ပို့ပင်ပန်းနေလို့ခံစားရလို့တော်တော်ပင်ပန်းနေလို့ဒီနေ့ဒီ vlog လေးကိုဒီမှာပဲဆုံးသက်လိုက်ပါတော့မယ်အားလုံးပဲတတ်တာ